ကျောင်းပါရှင်ကျောင်းပါ အမမင်္ဂလာပါ မင်္ဂလာပါရှင်ကလေးတွေမှာမိတ်ကဆရာတွေရောက်ပြီးပစ္စည်းကူတယ်ပါအောင် ရပါတယ်ဟိုဟာလေးအမကျမတို့ဒီဘုန်းကြီးကျောင်းထဲမှာပဲတဲရမှာလားရှင် အော်မဟုတ်ဘူးဒီမှာဖုန်းကျောင်းမှာထမင်းကျွေးတာအဲ့ဒါအရင်စားအောင်လို့ခေါ်လိုက်တာ ထမင်းကတော့မစားတော့ကားအယံမူးနေလို့လေကလေးတွေလူစားမလားမျိုးစားမလားစားမဆိုစားလိုက်လေ စားကုန်ပြီ အဲ့ဆိုအမရေဟိုဟာလေးကျမတို့တဲမဲ့အိမ်လေးပဲအရင်သွားလိုက်မယ်နော် တဲမဲ့အိမ်လေးပဲပို့ပေးမယ်နော် လှနေနော် ကျေးဇူးပါ အမေကဆရာမအရင်နာမည်ကြီးရပဲလား ဟာအဲ့ဒါမိတ်ကဂျနီဖာမွန်ရွာငါလေနော်မဟုတ်ရ ဟုတ်တယ် तू ကနာမည်ကြီးမင်းသားမင်းသမီးတွေအချမ်းသာဆုံးတထေးတွေအလူတွေမင်္ဂလာဆောင်တွေမှာပဲလိုက်လိမ့်တာဒီအလူတော်မှနော်ငါထင်တာကတော့တစ်နှစ်လောက်ကြိုချိတ်ရတယ်ထင်တယ် ဖြစ်နိုင်နေ ငါသူ့စီမှာတင်တန်းအရန်တက်ချင်တာငါဆရာရဲ့ဆရာဆိုရင်သူ့စီမှာတင်တန်းတက်ထားတာလေ ဟလာ ငါလည်းသူ့စီမှာပြန်ပြီး update လုပ်ချင်နေတာ ဟောတင်းတန်းတက်ချင်တက်ဘောမဟုတ်ပါဘူး အေးလေ မလေးတင်တန်းကြီးကိုလည်းမေးပေအောင်ခေါင်ခိုက်နေတာပြီးတော့ तू လူကြီးကိုကန့်တက်ထားတာလေတစ်နှစ်မှာတစ်ခါပဲဖွင့်တာတိုးရဖို့မလွယ်ဘူး လေခုတွေ့နေရပဲအခွင့်ရတော့တော့ပြောကြမယ်လေလား ကောင်းလား makeup box တွေ makeup luggage တွေဒီပေါ်တင်မယ်နော်ဟောအမဟိုဟာညီမတို့ပို့ထားတဲ့စီကန်းချက်လေးတွေမှာ ဖတ်ပြီးဟုတ်ကဲ့ရှင် အဓိကတော့ဝတ်သားအမဲသားမစားအောင်ပေါ့နော် ဟုတ်ကဲ့ဒေချာပြင်ဆင်ထားပါတယ်လက်ပတ်တုပ်ချက်ဥကျော်တော့ပြီးတော့စေသားချက်ဖို့လေးပါစီစဉ်ထားသေးတယ် စိတ်သားကြောင့်လည်းမစားဘူးလေ စားတယ်ဆို စိတ်သားကြောင့်မစစ်ပါစေလို့အဲကြောင့်မို့ထိုးတက်ထုတ်လိုက်တာစီကံချက် ဟောအားနာလိုက်တာမရဲ့ကျွန်မတေချာ message ပို့ထားတယ် ဟုတ်ကဲ့ရပါတယ်စီစဉ်လိုက်ပါမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လေရေချိုးကန်းအောင်အိမ်တော်အကုန်စင်ပြောင်းလုပ်ပေးထားတယ်နောက်ပြီးတော့ဒီတိမ်လုံးကလေမိတ်ကက်ဆရာတွေနေဖို့အတွက်ကြည့်ပဲ ဟုတ်တွေ့ thank you ပါ ဒါနဲ့ဒီအိမ်မှာဘယ်သူမှမနေဘူးလား အော်ဟုတ်ဘယ်သူမှမနေကြဘူးရှင်ဟာ ဘာဖြစ်လို့လဲ အော်အမဖေနဲ့မေခေါင်းချပြီးတဲ့ကဘယ်သူမှမနေကြတော့ တတိယလို့ပေါ့ တေးကြောက်လို့တေးကြောက်လို့ အဲ့ဒါဆိုကြောက်တယ်ခဏဟိုကြီးကြောင်းနဲ့သွားမယ်ရတယ် ဟိုသူတို့ကတော့မချောက်ပါဘူးအမကောက်ကိုကြောက်တာဟုတ်ဘာဖြစ်ဟိုအမကြားတယ်ဘာဖြစ်တခုခုဆိုလန့်ခေါ်လိုက်နော်ဟုတ်ကဲ့ ဟိုကအမမနဲ့ပြန်လူလုံးမှာဆိုအမရဲ့လိမ့်မဲ့အမသမီးလေးအမရဲ့အမဟိုပြောနေအမ ခေါ်လိုက်တာလား မကြားဘူးတော့မသိဘူး နည်းနည်းမကြားလို့ကြားတယ်ဘာဖြစ်တခုခုဆိုလန့်ခေါ်လိုက်နော် ဟိုအမရဲ့အမလိမ့်မဲ့သမီးလေး2ယောက်ရဲ့မနဲ့ပြန်အလူဝတ်မဲ့အဝတ်စုံလေးတွေရဲ့ရတနာလေးတွေရဲ့တစ်ချက်ကြည့်ကျင်လို့အမ ပို့လည်းပြင်ဆင်ပေးထားမယ်နော် အမကလည်းတက်လေးပြော ခေါ်လိုက်ကြလားခေါ် မမွန်းနဲ့မိတ်ဆက်ချင်လို့ရှင် အမနာနေ ခေါ်လိုက်လေလူရခေါ်လိုက်လာသမီးလာထိုင် ဟုတ်ကဲ့ အဲ့လိုဧည့်သည်တွေလာခေါ်လေးလူရဲ့အဲ့လိုမပြောနဲ့လေ ကျမကကပါရှင် ကျွန်တော်အလင်းမှာအမ ကျမကတော့ makeup မပုတ်ပါရှင်သူတို့နှစ်ယောက်ရဲ့ makeup ဆရာပါရှင်ဒီမှာလေကျမရဲ့ idol တိလား Oh thank you ပါရှင်အလူရှင်တဲ့ပါတော်လည်းမသိဘူးနော်